တီးခံခြင်းသည်ခါတီးသောအပင်ဖြစ်တော်လဲလင်း၏အတီးအနှံသည်ချိုမြိန်သည်အရေးကြီးဆုံးအချက်မှာမေကွန်းထုတ်ခြင်းကိုမရက်တက်ရန်ဖြစ်သည်တီးခြင်းစိတ်တွင်တည်ရှိနေခြင်းအတွက်ယင်း၏ကိုယ်ပိုင်ကြောင်းပြချက်ရှိသည်အမှားမလုပ်ဘူးသူသည်ဘာတစ်အစမ်းကိုမှမကြိုးစားဘူးသူဖြစ်သည်မုံမြတ်သောစိတ်ဓာတ်များသည်အလက်စားဉာဏ်ရည်ရှိသူများ၏ပြင်းထန်သောစန့်ကျင်မှုကိုအမြဲရင်ဆိုင်ကြရသည်အောင်မြင်မှုလိုချင်ရင်ဒီအပိုက်အတန့်၄ခုမှာတိတ်ဆိတ်နေတတ်အောင်တင်ယူပါမျက်စိဖြင့်ကြည့်၍စိတ်ဖြင့်တွေးတတ်သူအရေးအတွက်မှာအလွန်နှဲပါသည်အိမ်တော်ဘက်များသည်တစကားများမပြောဘဲတယောက်နှင့်တယောက်ထောင်ပေါင်းများအားစွာသောအရာများကိုပြောပြကြသည်တင်းငယ်သောဆုံးရှုံးမှုများကိုမတီးခံနိုင်သူသည်မြည်သည့်အခါမျှကြီးမားသောကိစ္စများကိုမအောင်မြင်နိုင်ပါဖြည်းဖြည်းချင်းကြီးထွားလာတာကိုမကြောက်ပါနဲ့တနေရာထဲမှာရက်တက်နေမှာကိုပဲကြောက်ပါမေးမြန်းသူသည်9မိနစ်ခန့်လူမိုက်မမေးမြန်းသူမူကားအစင်ထာဝရလူမိုက်ဖြစ်ကြံရစ်၏လူတိုင်းကိုဧည့်သည်တဦးကဲ့သို့ဆက်ဆံပါဒီတစုံတစ်ယောက်ကတင့်ကိုဒေါသထွက်အောင်လုပ်နေတဲ့အခါအားနည်းသူတို့သည်လက်စားချီတတ်ကြ၏အားကြီးသူတို့သည်ခွင့်လွတ်တတ်ကြ၏ဉာဏ်ပညာရှိသူတို့သည်လျှို့ရှုတတ်ကြ၏ပျော်ရွှင်သောဘဝတစ်ခုကိုတည်ဆောက်လိုလျင်ထိုပျော်ရွှင်မှုကိုလူတို့အရာဝတ္ထုများပေါ်တွင်ရည်မှန်းချက်ပန်းတိုင်တစ်ခုအပေါ်တွင်သာတည်ဆောက်ပါ